ဒီနေ့ကတော့ online ပေါ်မှာအရန်ဝင်နေမယ်ကြီးနေတဲ့ရုပ်ရှင်ကားတစ်ကားအကြောင်းကိုပြောပြမယ်။အဲဒီကားနာမည်ကတော့ကန်းတဲ့ငါသမီးအဆင့်ကမြင်းလက်နဲ့ပြန်လာမယ်အဆင့်လားငါတထေးတွေအများကြီးမြင်မှုပါတယ်ဟာအဲ့လောက်ကြီးတော့ဟုတ်မနေပါဘူးအဲ့ဒီဖွားရတာလားမမလေးမြင်းအဆင့်နဲ့ဒီမှာဘာအားလားကန်းတဲ့ရုပ်ရှင်ကားကိုဘယ်သူရိုက်ကူးတာလဲဆိုတော့လက်ရှိချိန်မှာနာမည်ရနေတဲ့အမျိုးသမီးဒရိုက်တာတဦးဖြစ်တဲ့မင်းမင်းဘုံကရိုက်ကူးထားတာဒီရုပ်ရှင်ကားမှာဘယ်သူတွေပါဝင်နေကြလဲဆိုတော့တိုင်ရွန်ရဲ့ရွှေသမီးရဲ့ညီနန္ဒရဲ့စိုးမိုးကြီးခိုင်နှင်းဝေရှိန်တင်ထူကျော်ထက်အောင်စွေးစံနဲ့ရွှေဘုံတို့ကပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရတယ်ပေါ့နော်မင်းမင်းဘုံလို့ပြောရတာနဲ့ကျွန်တော်တို့အရင်တော့ကအမျိုးသမီးစာရေးဆရာမှန်သိကြမှာပေါ့နောက်ပိုင်းသူကရုပ်ရှင်လောကကိုကိုပြောင်းလာပြီးတော့ရုပ်ရှင်ကားတွေစီရီကားတွေနဲ့ပြည်သက်ရဲ့အပိမှုကိုတော်တော်လေးရရှိလာတဲ့အမျိုးသမီးဒရိုက်တာတယောက်ဖြစ်လာတယ်သူကဒီကန်းတဲ့ကိုရိုက်ဖို့အတွက်သူရိုက်နေကြစီရီတွေထဲမှာပါဝင်သရုပ်ဆောင်နေကြရုပ်ရှင်သရုပ်ဆောင်တွေကိုပဲအဓိကထားပြီးတော့ရိုက်ကူးထားတာကိုလည်းတွေ့ရတယ်။ဒါကြောင့်ကန်းတဲ့ရုပ်ရှင်ကားကဘယ်လိုအခြေအနေရှိလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ကြည့်ရအောင်။ကန်းတဲ့ရုပ်ရှင်ကားရဲ့ဇလန်းထရေလာကိုကြည့်ပြီးတော့ခံမှန်းရမယ်ဆိုရင်တော့ဘကတ်မှာအနေထိုင်တဲ့မိသားစုနှစ်စုရှိတယ်ဗောနော်။ပထမမိသားစုတစ်စုကတိုင်ရွန်ရဲ့စိုးအိမ်ဆန်ရဲ့စိုးမိုးကြီးရဲ့မိသားစုကတစ်စု။နောက်တစ်စုကရွှေသမီးရဲ့ရှိန်တင်ထူရဲ့ညီနန္ဒရဲ့ခိုင်နှင်းဝေရဲ့မိသားစုတစ်စု။တိုင်ရွန်တို့မိသားစုကတော့ဘကတ်မှာနေထိုင်တဲ့တာမန်လက်လုံလက်စားမိသားစု။ဒုတိယမိသားစုဖြစ်တဲ့ရွှေသမီးတို့မိသားစုကတော့ဘကတ်မြို့မှာဒိတ်ဒိတ်ချဲချမ်းသာတဲ့မိသားစုဖြစ်တဲ့သူတို့တွေကအရန်ကိုမောက်မာတယ်ပြီးတော့မာနာကြီးတယ်။တနေ့ကျတော့စိုးမိုးကြီးတို့မိသားစုနဲ့ခိုင်နှင်းဝေတို့မိသားစုပြဿနာတစ်ခုတက်ကြတယ်ဗောနော်။အဲ့ဒီပြဿနာကြီးကြောင့်ပဲနှစ်မိသားစုတွေကအမုန်းတရားပွားကြတယ်နောက်ထပ်ပြဿနာတစ်ခုကစိုးမိုးကြီးရဲ့အကြံနဲ့တိုင်ရွန်ကရွှေသမီးကိုခိုးပြဖို့ကြိုးစားတယ်ရွှေသမီးကတိုင်ရွန်ကိုလုံးဝမကြိုက်ဘူးရွှေသမီးကလည်းသူ့မှာလက်ထပ်ဖို့စိစက်ထားရလို့ရှိတယ်သူကကြော်ထက်အောင်တိုင်ရွန်ကရွှေသမီးကိုကြော်ထက်အောင်လက်ထဲကနေမြေမက်ကခိုးပြတယ်အဲ့ဒီအချိန်မှာနှစ်ဖက်မိသားစုရဲ့ပြဿနာကပို့ပြီးတော့ကြီးထွားလာတယ်နောက်ဆုံးဒီပြဿနာတွေအမုန်းတရားတွေကြောင့်ပဲမိသားစုတွေနောက်ဆုံးမှာအသက်ပေးရတယ်ဇသိန်းကတော့ဘလို့သိမ့်မလဲဆိုတော့အမုန်းတရားတွေအရန်ကြီးထွားလာကြပြီးတော့နောက်ဆုံးမှာတန်ဝေကတရားတွေနဲ့အဆုံးသတ်သွားလိမ့်မယ်လို့ယူဆမိတယ်ဗောနော်ဒီကန်းတဲ့ဇကားကဗကံမျိုးမှာအခြေခံပြီးတော့ရိုက်ကူးတဲ့ဇကားတကားဖြစ်တာကြောင့်ဗကံမျိုးရဲ့အလားပါတဲ့အငွေသက်တွေကတော့ကျင်းသိတွေ့ရမယ့်ဇကားတကားလို့ပြောလို့ရတယ်နောက်ပြီးတော့မြမယဉ်ကျေးမှုဒလိထုံးစံတွေအလှပွဲတွေအစင်လာတွေကိုထည့်သွင်းရိုက်ကူးထားတာကြောင့်မြမရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မဲ့ဇကားကောင်းတကားလည်းဖြစ်ဖို့များတယ်လက်ရှိချိန်မှာကန်းတဲ့ရုပ်ရှင်က online မှာရောအပြင်မှာပါဝက်ကွယ်အောင်မြင်နေတဲ့ရုပ်ရှင်ကားတကားဖြစ်တာကြောင့်2026ခုနှစ်မှာမဖြစ်မနေကြီးတဲ့ရုပ်ရှင်ကားတကားလို့လည်းပြောလို့ရတယ်။ဒါကြောင့်ကန်းတဲ့ကိုမကြည့်ရသေးဘူးဆိုရင်တော့အချိန်ပေးပြီးတော့တွားရောက်ကြည့်ဖို့ recommend ပေးပါရစေ။ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။ကျွန်တော်တို့နောက်နေ့မှာပြန်ပြီးတော့တွေ့ကြရအောင်